အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟနာ ID နဲ့သွားနေကလေးကိုသင်ပြမှာဖြစ်ပါတယ်အခုစသွားကြမယ်ပေါ့နော်ပထမဆုံးသွားမယ်ဆိုရင်တော့အနာပြမှာပဲဒီမှာပါဒီမီနူးတွေကိုဝင်လိုက်ပါပြီးရင်ဒီမှာ Pro ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့ဒါဝင်လိုက်ပါအဲ့ဒါဝင်ပြီးတော့ရင်တော့ဒီမှာပေါ့နော်ဟနာပြမယ်ဒီမှာပေါ့နော်ဒီမှာပေါ့ဒီ ID ရဲ့ဝင်လိုက်ပါအဲ့ဒီမှာဆိုရင်ခဏတော့စောင့်ပါမယ်ကိုသွားချင်တဲ့နေရာလေးမှာကိုလာပါလိမ့်မယ် ID ကကျတော့အကောင့်နဲ့မှရမှာပေါ့နော်ဒီမှာပါဒီဟာကကျတော့ကိုရိုက်ထည့်ခြင်းတဲ့နာမည်တွေကိုရိုက်ထည့်ရတဲ့ဥစ္စာတွေဖြစ်ပါတယ်ပြီးတော့ ID အကောင့်ဖွင့်မယ်ဆိုရင်တော့ဒီတွေကနေပြီးတော့ဖွင့်ရမှာပေါ့နော်ဒီမှာတော့ရမယ်ဟနာတစ်ခုသွားပြပါမယ်ရှာမနာအလုံးပါဟနာလျှောက်သွားလိုက်ပါပေါ့ဒီ download အဆိုတဲ့ဟာလေးနှိပ်ရမှာပါပြီးရပြပါမယ်ဒါလေးကတော့အိမ်လေးအိမ်ပေါ့နော်တောင်နေကြတဲ့မှာရှိတဲ့အိမ်လေးအိမ်ပေါ့ဒါဟနာ ID နဲ့သွားပြလိုက်ရဖြစ်ပါတယ်ပေါ့နော်အဲ့ဟာက internet သို့မဟုတ် wifi နဲ့မှသွားလို့ရတယ်ပေါ့နော်ဒီမှာပါဒါမိဖို့ကြောင့်ခံရတဲ့ဒါလေးကတော့ဒီချုပ်ခန်းလေးပေါ့နော်ဒါကကတင်အခန်းလေးပေါ့အဘော်လေးရှိလားမသိဘူးရှင်မရှိဘေးနာအတန်လေးတွေခွင့်လို့ပေးပါနော်အားလုံးပဲဒါလေးပါပဲနော်ဘိုင်ဘိုင်နောက်နေ့မှဆက်တွေ့ကြမယ်